ငွေဈေးတွေမတည်ငြိမ်တဲ့ခေတ်ကြီးထဲမှာဒီပိုင်ဆိုင်မှုအချိုးကျရရှိမယ်အခွင့်အရေးကောင်းကိုသိပြီးပြီလားနောက်တစ်ခုမှလည်းနေခြင်းနဲ့24 hour security 24 hour electricity ကားပါကင်ပါတဲ့ကွန်ဒိုတခန်းဝယ်ယူခြင်းနဲ့ဆိုရင်တော့လူကြီးမင်းတို့ကိုတကုံလမ်းမ resident နဲ့မိတ်ဆက်ပေးပါရစေရှင်ပုံဝင်ချင်းမှာဆိုရင်တော့တွေ့ရမယ့် balcony လေးဖြစ်ပါရဲ့ရှင်ဒီ balcony လေးကလမ်းမဘက်အပွင့်လေးဆိုတော့ project ပြီးသွားရင်အရန်ကိုလှပတဲ့ညတကုံမျိုးရဲ့ view အလှတွေကိုတွေ့မြင်နိုင်မှာသိကြပါပဲရှင်ဒါလေးကတော့ kitchen room လေးပဲဖြစ်ပါရဲ့ရှင်အခန်းတိုင်းမှာပတင်းပေါက်တွေထည့်ပေးထားတဲ့အတွက်လေဝင်လေထွက်ကောင်းပုံပြီးတက်တောင့်တက်တာရှိတာကဒီ project ရဲ့အားသာချက်တစ်ခုပါပဲရှင်ပြီးရင်တော့ single bedroom နဲ့ commode toilet လေးလည်းပြုလုပ်ပေးထားပါရဲ့ရှင်။ဒါလေးကတော့ living area ပဲဖြစ်ပါရဲ့နော်။ပထမဆုံးဝယ်ယူသူ30ဦးကိုမိဆက်ငွေလုံး iPhone, iPad နဲ့ cashback တွေပေးသွားအောင်ပါပါနော်။သိန်းတစ်ထောင်ကနဦးပေးသွင်းပြီးတော့ကျန်80ရာခိုင်နှုန်းကို3နှစ်တိအတိုးမဲ့အရေးကြရောင်းချပေးသွားမှာဖြစ်ပါရဲ့ရှင်။အဲ့ဒီအစီအစဉ်လေးကတော့ Match 8ရက်နေ့ထိပဲနော်။